Hello ကျွန်တော်ကတဲပါခင်ဗျာကျွန်တော်ဒီ breakout skin ကနေပြီးတော့ဒီလို skin ကောင်းတဲ့အချိန်ကြီးရောက်လာအောင်ကျွန်တော်ဒီလို skin care နဲ့ဆိုတာကိုကျွန်တော်တို့ပြသမှာဖြစ်ပါတယ်ကဲနောက်ဆုံးအချိန်နဲ့ကျွန်တော်ရဲ့ favorite toner လေးဖြစ်ပါတယ်ခင်ဗျာသူကတော့ Hato Mochi ရဲ့ဒီ toner လေးပါသူ့ကို cotton bud လေးထည့်ပြီးတော့ကျွန်တော်မျက်နှာမှာရှိတဲ့နေရာအနှံ့ကိုနော်လက်တော့ပေးပါမယ်ခင်ဗျာသူကတော့ဒီကရေတက်ပြီးသွားတယ်သူ့တစ်မျိုးလေးရှိနေတော့လုံလောက်တယ်လို့ခံစားရတယ်ခင်ဗျာဒါကြောင့်ကျွန်တော်လက်တော့ပြီးတော့နေရာမကျန်တုပ်လိုက်ပါတယ်ခင်ဗျာကဲဒုတိယ step အနေနဲ့ကျတော့ကျွန်တော် cereal ကိုကျတော့T3 မျိုးစားကိုတုံးလာပေးပါတယ်သူကဝက်ချံဖြစ်မှုကိုဒါစီဖြစ်သွားပြီးတဲ့ဝက်ချံစုကိုလေသူက resin နဲ့မာယုတ်ကိုလေတခြားသူကလောက်ကြအောင်လောက်ဆောင်နိုင်ပြီးရပါတော့ကဲအဲ့ဒါကိုကျွန်တော်နေရာနှံ့လိုက်ပေးပါမယ်ခင်ဗျာတတိယအနေနဲ့ကကျတော့ကျွန်တော် moisturizer အဆင့်သွားမှာဆိုတော့ moisturizer ကကျွန်တော် sensitive skin တွေအတွက်ကြောင့်ကျွန်တော် simple ကိုအသုံးပြုထားပါတယ် simple ကကျတော့sensitive skin တွေအတွက်ကောကောလုံးအတွက်ကောအဆင်ပြေတယ်လို့ကျွန်တော်ခက်မှန်းမိရပါတော့ဒါကြောင့်ကျွန်တော်moisturizer ကိုကျွန်တော်သိမချိုက်လို့ကျွန်တော်နည်းနည်းပဲလေးပါခင်ဗျာကဲလေးမိတဲ့ခါကျကျွန်တော် skin ရနည်းနည်းဤဝါသလိုခံစားရတယ်တော့သူရဲ့အနေနဲ့ကဲနောက်စင်နေနဲ့ကြတော့သူကဘလို့sunscreen ပေါ့နော် sunscreen ကကျွန်တော်ပန်းထွက်ရတဲ့ collagen sunscreen ကိုထုတ်ထားပါတယ်သူကကျတော့တုံးဝက်ပါတယ်ဆိုပြီးကျွန်တော်တုံးဝက်ပါတာမချက်တဲ့အတွက်ကြောင့်သူကအသားထဲကိုစိတ်ဝင်ပြီးတော့ပြပြောင်းတင်းတင်းဖြစ်သွားစေတာပေါ့နော်အဲ့ဒါသူရဲ့အားသာချက်လို့ပြောရမလားကျွန်တော်စတော့ပြမယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်မျက်နှာဖြူနေတာပြည့်ပြကြောင်းသူရဲ့တုံးအကမပြရတဲ့အတွက်ကြောင့်ကျွန်တော်အောင်ဆင်ပြေတယ်နောက်ပိုင်းနောက်ပြီးကျွန်တော်က pretty care တွေအားလေးပန်လေးကိုအသုံးပြုလာပါလေလက်ပံကြတော့ကျွန်တော်ဒါအားချိန်တဲ့ product လေးဖြစ်တဲ့အတွက်ကျွန်တော်မြင်လက်စားဆောက်ပါပါခင်ဗျာ Hello thank you for watching my video